Okay ဒီ video file လေးကတော့ Telegram အသုံးပြုတဲ့ဒီချင်းများအတွက်ကျွန်တော်ရည်ရွယ်ပြီးလုပ်တာဖြစ်တယ် Telegram သုံးတဲ့အခါမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုမသိတဲ့လူကရိုက်ရှာတာမျိုးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုမသိတဲ့တခြားတရားရောက်နေစကားပြောနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ကိုဖုန်းနံပါတ်မပေါ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အရာလေးကိုပြောပြပေးတော့မှာဖြစ်တယ် Okay ရှေ့ဦးစွာကျွန်တော် Telegram app တွေကိုဝင်လိုက်ပါ Okay အဲ့လိုပေါ်လာပြီဆိုရင်ကျွန်တော် setting တွေကိုဝင်လိုက်ပါ Okay setting ရဲ့ privacy and security တွေကိုဝင်လိုက်ပါ Okay ဒီနေရာမှာသူပြထားတယ်ပေါ့နော် privacy ဆိုတဲ့နေရာမှာ phone number ဆိုတဲ့နေရာမှာကျွန်တော်တို့က phone number ကိုတစ်ချက်နှိပ်လိုက်ပါ my contact ဆိုတာကဖုန်းထဲမှာမှတ်ထားတဲ့လူတွေလောက်မှာပဲကိုယ့်ရဲ့ phone number ကမြင်ရမှာဖြစ်တယ် everybody လို့နှိပ်လိုက်ပြီဆိုလို့ရှိရင်ကိုမသိတဲ့လူတွေကလည်းကိုယ့်ရဲ့ phone number ကိုရိုက်ရှာလို့ရမှာဖြစ်တယ်ရိုက်ရှာပြီးတော့ကိုယ်စကားလာပြောလို့ရမှာဖြစ်တယ်နော်ဆိုတော့ nobody ကိုနှိပ်လိုက်ခြင်းအဖြစ်ကိုယ့်ကိုမသိတဲ့လူတွေကကိုယ့်ရဲ့ phone number ကိုရိုက်ရှာပြီးတော့ကိုယ်စကားလာပြောလို့မရတော့ဘူးဆိုတော့ဒါပေမဲ့တခုတည်ထားဖို့ကဒီ nobody လုပ်လိုက်ပြီဆိုရင်လည်းကိုယ့်ရဲ့ phone contact မှာရှိတဲ့တငယ်ချင်းတွေကတော့ကိုယ့်ရဲ့ phone number ကိုတော့မြင်နေမှာဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်